ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျဖုတ်ဘောကင်းကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါဝင်နူးယက်စ်ကိုခေါ်ယူဖို့အတွက်ကြိုးစားနေတဲ့အက်တလက်တီကိုဒီလုံးငါလုံးလိုက်မိတာမှားများမှားသွားပြီလားဆိုပြီးတော့တင်းကိုသိနောင်နာရမိနေပါသလားမိတ်ဆွေအနေနဲ့အလောက်ထိဝမ်းနေနေစရာမလိုပါဘူးခင်ဗျားတို့ပို့ပြီးတော့မိုက်တဲ့သူတွေရှိနေပါသေးတယ်တခြားတော့မပေါ့လီဗာပူးသင်းပါမာနေကိုဘိုင်ယန်သင်းနဲ့ရောင်းထုတ်လိုက်ပြီးတော့မာနေကိုရောင်းလို့ရတဲ့တန်ဖိုးတဲ့3စားလောက်ပုံများတဲ့ပြောင်းရွှေ့ခြင်းနဲ့လီဗာပူးကဒါဝင်နူးယက်စ်ကိုခေါ်ခဲ့တာဖြစ်ပါတယ်ဒါဝင်ကရေးချင်းရှိတဲ့တိုင်းစမှုတူဖြစ်ပေမဲ့အဆုံးသက်ပိုင်းလွဲချော်လုံးနေတာကသူ့ရဲ့အကြီးမားဆုံးသောချိုးရင်းချက်တစ်ခုဖြစ်နေပါတယ်။ဒါစမှုတူအတွက်သွင်းကိုတွေဖော်ဆောင်နိုင်မှုလိုအပ်ပါတယ်။ခက်ခဲတဲ့အနေထားအနေနဲ့ဂိုးတွေသွင်းနိုင်ရမယ်။ဒီချက်မှာတော့ဒါဝင်ကပြောစရာမလိုပါဘူး။လုံးဝမဖြစ်နိုင်တော့ဘူးထင်ရတဲ့အန်ဂယ်ချင်းချင်းလေးတွေကနေဒါဝင်ကဂိုးတွေရအောင်သွင်းပြနိုင်စွမ်းပြည့်ရှိပါတယ်။ဒါပေမဲ့ချောင်းတဲ့ထိလိုက်ရင်ကိုဂိုးဝင်နေဖြစ်တဲ့အလုံးတွေဆိုတော့ဒါဝင်ကတိုင်ကန်လိုက်မိုးပေါ်ထောင်ကန်လိုက်ဘန်ကေးလိုက်နဲ့အားအသင့်ပေါ်ကောင်းလောက်အောင်လွဲချော်နေတတ်တာပါ။ပွဲ30လောက်နေမှတပွဲလောက်ထားကောင်းနေရတယ်အစင်မပြေပါဘူး။ကိုဆိုရင် slot ကတော့မှဒါဝင်ရဲ့အဆုံးသက်စွမ်းရည်နဲ့ပတ်သက်လို့တန်ကြားတွေရှိလာနေခဲ့ဖြစ်ပါတယ်။ iBet ခွန်ရှိကို 1xBet တို့ကိုနိုင်ငံတကာပေါက်ကြီးတိုင်း football game မှာကစားလို့ရပါပြီ။ 1xBet အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်3လုံးကိုအသုံးပြုပြီးတော့100% bonus ရယူကစားလို့ရအကြောင်းလေးသတင်းပေးပါရစေ။ football game မှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 39 63လုံးခွန်3လုံး53လုံးကိုဆက်သွယ်နိုင်တော့ကွန်မန့်ထဲမှာချပေးထားတဲ့ Telegram link ကိုလည်းလက်အောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။လီဗာပူးနဲ့ဒါဝင်တို့ရဲ့ကြားမှာလည်းအစီအမပြေမှုတွေရှိလာခဲ့ပြီးဒါဝင်ကလည်းခုဆိုရင်လီဗာပူးကနေထွက်ခွာဖို့စဉ်းစားနေခဲ့ပြီလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ဒါဝင်ခေါ်ယူဖို့အတွက်စပိန်ကလပ်အက်တလက်တီကိုနဲ့ဆော်ဒီကလပ်သင်းတွေကစိတ်ဝင်စားနေကြပါတယ်။လီဗာပူးကလည်းလာမယ့်နွေရာသီမှာအသင်းကနေထွက်ခွာပွဲရှိနေတဲ့ဒါဝင်နေရာမှာစားထိုးဖို့အတွက်ထောင်တိုင်းစမှုတယောက်ကိုထပ်မံပြီးတော့ရှာဖွေနေခဲ့ပြီဖြစ်ပါတယ်။ဒီကတော့သူတို့ရဲ့အဓိကကစားမဝိုင်းတိုင်းစမှုဖြစ်တဲ့ Griezmann ကအသင်းကနေထွက်ခွာပွဲရှိနေတာကြောင့်ဒါဝင်ကိုစားထိုးဖို့မျက်စိကျလာခဲ့တာပါ။ Major League Club Los Angeles က Griezmann ကိုခေါ်ယူဖို့စူးစမ်းလှုပ်ဆောင်နေတာဖြစ်ပြီးတော့Griezmann နဲ့တီကိုရဲ့ကြားမှာလည်းစာချုပ်သစ်ကိစ္စဆွေးနွေးမှုကအဆင်မပြေဖြစ်နေခဲ့ပါတယ်။ဒါကြောင့်လည်းတီကိုဘက်က Griezmann နေရာမှာစားထိုးမဲ့တိုက်စစ်မှုတွေကိုရှာဖွေခဲ့ရမှာဒါဝင်ကိုမျက်စိကျလာခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့တီကိုကဒါဝင်နူးယက်စ်ကိုအချိုးချောင်းနဲ့ပဲနှိုက်ချင်တာဖြစ်ပြီးတော့အောက်ဈေးနဲ့နှိုက်ဖို့သာစဉ်းစားထားတာဖြစ်ပါတယ်။တီကိုဘက်ကဒါဝင်ကိုပြောင်းရွှေ့ခြင်းအနေနဲ့ယူရို35သန်းလောက်ပဲစတင်ပြီးတော့ကမ်းလှမ်းသွားမှာဖြစ်ပြီးတော့အများဆုံးယူရို30ထက်ပိုမပေးချင်ပါဘူး။အခုပိတ်သိမ်းသွားခဲ့တဲ့ဆောင်းအသီးဈေးကွက်တုံးကတော့ဒါဝင်ခေါ်ယူသွားဖို့အတွက်အန်နဆာဘက်ကကြိုးစားခဲ့ပါသေးတယ်။အန်နဆာဘက်ကတော့ဒါဝင်ကိုယူရို80လောက်နဲ့ကမ်းလှမ်းခဲ့တာဖြစ်ပြီးတော့အခုတီကွာဘေးတဲ့ဈေးထက်2ဆလောက်ရှိပေမဲ့လီဗာပူးကရောဒါဝင်ကပါယာတီတိုးတစ်ပြက်နဲ့အပြောင်းရွှေ့ကိစ္စကိုမလုပ်ချင်ခဲ့ကြပါဘူး။ဒါကြောင့်လည်းအန်နဆာရဲ့ကမ်းလှမ်းမှုကိုညှင်းပယ်သွားခဲ့ပါတယ်။အန်နဆာလည်းဒါဝင်ကိုမရရှိလိုက်တာကြောင့်အပြောင်းရွှေ့ပြစ်မှတ်ကိုပြောင်းလဲလိုက်ပြီးတော့ဗီလာတိုင်းစ်ကိုဂျွန်ဒူရန်ကိုခေါ်ယူသွားလိုက်တာဖြစ်ပါတယ်။အန်နဆာရဲ့ရွေးချက်ကတော့ရော်နယ်ဒိုရဲ့ပခုံးမော်ကတိုင်းစ်ဝင်တော့ဝင်ပိုးတွေကိုရှော့ချခြင်းများဖြစ်ပြီးတင်းတော်တဲ့တိုင်းစ်မှုတူကိုခေါ်ယူခြင်းခဲ့တာပါ။ဒါပေမဲ့ခုဆိုရင်အန်နဆာကဂျွန်ဒူရန်ခေါ်ယူထားခဲ့ဖြစ်လို့ဒါဝင်ကိုလှည့်အောင်ကြည့်တော့မှမဟုတ်ပါဘူး။လက်ရှိမှာတော့အန်ဆာဘက်ကရော်နယ်ဒိုနဲ့စာချုပ်တက်တန်းတိုးဖို့ကိစ္စအပြီးဖြတ်နိုင်မှုစူးစမ်းနေပြီးတော့အဆိုပါကိစ္စအဆုံးသတ်နိုင်ခဲ့တော့အန်ဆာနောက်ထပ်ပြစ်မှတ်ကထိပ်တန်းစစ်တိုင်းစမှုတူကိုခေါ်ယူသွားဖို့ပဲဖြစ်ပါတယ်။လက်ရှိချိန်မှာတော့အန်ဆာထိပ်တန်းပြစ်မှတ်က Brighton စားမမီတိုမာဖြစ်နေပါတယ်။လာမယ့်နွေရာသီပြောင်းရွှေ့ကာလမှာတော့မီတိုမာကိုရခေါ်ယူနိုင်မှုအတွက်အန်ဆာဘက်ကနေပြင်းထန်စူးစမ်းလာပွဲရှိနေပါ။ဒါကြောင့်မူလာတုန်းကဆော်ဒီကလပ်တွေဘက်ကလည်းဒါဝင်ကိုစိတ်ဝင်စားမှုတွေရှိနေပြီးထိုင်းတင်တာထပ်ပိုတဲ့ပြောင်းရွှေ့တဲ့ရောင်းထုံနိုင်မှုခွင့်ရခဲ့ပေမဲ့လက်ရှိချိန်မှာတော့လီဗာပူးအနေနဲ့ဒီခွင့်မျိုးမရတော့ပါဘူး။ဒီကိုဘက်ကတော့ဒါဝင်ပြောင်းရွှေ့ခြင်းကိုအန်ဆာလောက်ယူရို80-80လောက်ပေးချေသွားဖို့တော့ဆန္ဒမရှိပါဘူး။စလော့ကလည်းဒါဝင်ကိုထိုင်းတင်လောက်အချိန်ပေးခဲ့ဖြစ်ပေမဲ့ဒါဝင်ရဲ့ဆိုးရတဲ့အဆုံးသက်စွမ်းရည်တွေကပြောင်းလဲလာခြင်းမရှိတဲ့အပေါ်မှာဆက်ပြီးတော့တီးခံဆောင်ဆိုင်ပေးသွားဖို့အစီအစဉ်မရှိတော့ပါဘူး။ဒါကြောင့်လီဗာပူးအနေနဲ့ဒါဝင်ရောင်းထုတ်သွားဖို့သာအခြေအနေများနေခဲ့ပါတယ်။ဒီကိုဘက်ကပေးမဲ့ယူရို40လောက်နဲ့ပဲရှုံးခံပြီးတော့လီဗာပူးတို့ရောင်းချသွားမလားဆိုတာဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ဇုံးလီကြီးပဲတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။